အချောက်လျှော်တဲ့ဟာပေါ့နော်အတုံးဝင်လာမို့လားဆိုတော့တစ်ချက်လောက်ကြည့်လိုက်မယ်ဒီမှာတော့အခုဒီကောင်မှာအစီပြန်နေဟုတ်ဆိုရင် Hello welcome back to Springer channel ဒီနေ့ Springer ကဘာလို့ဝင်လာလဲဆိုတော့ကောင်းတော့ပေါ့နော်ဒီဟာကောင်းလျှော်ဖို့အတွက်အချိန်မပေးနိုင်တဲ့လူတွေပေါ့နော်ဒီဟာဝယ်လာပါတယ်ဒါကကြတော့ Apple Blossom ဒါကကြတော့ fragrance free ပေါ့နော်ဒါအနံ့ရှိဘူးဒါအနံ့ရှိပေါ့နော်သူကကောင်းအချောက်လျှော်တဲ့ဟာပေါ့နော်အတုံးဝင်လာမို့လားဆိုတော့တစ်ချက်လောက်ကြည့်လိုက်မယ်ဒီမှာတော့အခုဒီကောင်မှာအစီပြန်နေဟုတ်ဆိုရင်စတာကိုကြည့်လိုက်နော်ကျတော့နော်ဖောက်ဖောက်လေးဖြစ်သွားတယ်လားအစီပြန်တာလေမရှိတော့ဘူးအဲ့တော့ကောင်းလေးလို့ပြောလို့ရတယ်နော်ဒါအနမ်းရှိတာပန်တီနဲ့လို့ပြောမယ်ပန်တီနဲ့လို့မရဘူးနော်အဆင်ပြေတယ်ဒါတပူးကမှဘက်လေးရပဲပေးခဲ့တာစိုးကြည့်နော်ကောင်းရှော့ဖို့အချိန်မရတဲ့လူတွေတော့ဆိုရင်တော့တော်တော်လေးအဆင်ပြေရလို့ပြောရမယ်ဒါတော်တော်လေးဖြန်းလိုက်တာနဲ့ဆိုရင်ကြည့်အစီမပြင်တော့ဆိုတော့တော်တော်လေးအဆင်ပြေ Okay နောက်တစ်ခုကကြတာKira's Taste လို့ဖတ်တာလား Kira's Taste လို့ဖတ်တာလားမဖတ်တော့ဘူးနော်ဒီဟာကမင်းကစပင်းရဲ့အရင်ကျွတ်နေတယ်ပေါ့နော်ဒီတော့တဲ့အဲ့ဒါကြောင့်မို့တာကိုဝယ်လာတယ်ပုံမှန်စပင်းစံတားရှိလူတွေပြောကြအမဲတောင်းနေအဆင်ပြေစပင်းကျွတ်တဲ့လူတွေကကြအပန်းတောင်းနေအဆင်ပြေလို့တော့ပြောရတဲ့ကြောင့်အပန်းတော့ဝယ်လာတယ်ပေါ့နော်အဖြူဘူးကကြတော့အဖြူဘူးကကြဒီစပင်းတွေပြန်ပြီးတော့ထွက်လာပြီးတော့စပင်းပြန်ပြီးထွက်လာပြီးတော့ပြောတယ်ဒါပေမဲ့အမဲတော့တောင်းဝယ်ပေါ့နော်ဒီအခုလောလောဆယ်ကတော့ကိုနဲ့အလိုက်ဆောင်ကတော့ဒီအပန်းပဲထင်တယ်ဆိုစပင်းတွေအရင်ကျွတ်နေပြီးချစ်လက်စံဒီထွက်ရဟာဥယျာဉ်ပြောင်းတော်တော်မြင့်နေတယ်ပေါ့နော်လို့ဆိုတော့တုံးပြီးလို့ရှိရင် review ပြလာပြပါမယ်ဒါ shampoo ဒါ conditioner ပေါ့နော်လို့ရှိရင်ဒါကြတော့ hair serum ပေါ့နော်လို့ဆိုတော့ဒါစစချင်း Japan brand လို့ထင်တာပေါ့နော်ဒါပေမဲ့သူ့နာမည်France ဖြစ်နေတာဒီလား Paris ဖြစ်နေတာဒါကြောင့်မို့ okay လို့ရှိရင်နောက်ဆုံးမှဒီနှစ်ခုပေါ့နော်ဒါတော့clinic ဘန်ပေါ့နော်သူပြောပြစရာမလိုကျွန်မတုံးပြီးလို့ဆိုတော့ဒီပြန်လာပြောပြကြတော့ကာလင်းပေါ့နော်ကျွန်မpronounce တဲ့လို့တော့ pronunciation မှာလည်းမှာပဲပေါ့နော် because I'm not being a native speaker so I don't know how to pronounce well okay အရင်ခက်စားနေရပေါ့အားကြောင့်ဝယ်လိုက်တာအရင် favorite ဖြစ်လာဆိုတော့ favorite ဖြစ်တဲ့ပြောပါဘူးကလည်းဒီညောက်စီပြီးဘူးကကြီးပဲဒါပေမဲ့အချိန်မှာ brush လေးတစ်ခုပါပြီးထားတယ် brush ကတော့တော်လေးကြည့်လိုက်တယ်တော့ expensive vibe လို့ရပါတယ် Okay ဒီထဲမှာဒီရခုပါတယ်လို့ရှိရင်ဒီရပတ်တစ်ခုပါတယ်အမှားပါနည်းနည်းတော့မြင်ရပါလားကျွန်မ number 2ခါလာထားတာပါ review ပြပြပါမယ်တောင်းလို့ရှိရင်လိုလေးလေးဆိုတာအစ်စ်ဆမ်လို့ဝယ်ကြည့်လိုက်တာပါကျွန်မပန်းတာဆိုအရင်ကြိုက်အရင်တောင်းပါတယ်ဒါဆိုရင်ဒါကိုတောင်းကြည့်ပြီးတော့ကောင်းရှင် review ပြပေးမယ်ပေါ့နော် okay